မင်္ဂလာပါငါးငပိစက်လေးချက်ပါမယ်ခင်ဗျာငပိကြီးကြိုးပါမယ်ခင်ဗျာပေါဝင်ပစ္စည်းတွေကတော့မြုပ်သီးမယမ်းပြားစက်သွန်ကြီးတစ်လုံးကိုရပါပြီ Oh my god အရင်ဆုံးစက်သွန်ကြီးစီတတ်ပါမယ်ခင်ဗျာစနွေးမုံမြုပ်သီးခါရဲထည့်ပြီးစီတတ်ပါမယ်စီတတ်လို့နံလေးမှုလာရင်ငါးထည့်ပါမယ်ငါးကိုစီတတ်ရင်ရတာမှုထည့်ပါမယ်ငါးလေးလည်းနှိမ့်နှမ်းတောင်းတော့ပြီဆိုရင်ငပိရင်လေးထည့်ပါမယ်ရေစိမ်ထားတဲ့မယမ်းများလေးပါတစ်ခါလေးထည့်ပါမယ်ဟင်းဦးနာနာလေးပွက်ပြီဆိုရင်ရှမ်းနဲ့ပဲလေးထည့်ပါမယ်အနံလေးမွေးဝမ်းပြီဆိုရင်တော့ရပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်